အားလုံးပဲမင်္ဂလာပါဒီနေ့ရှင်းလင်းတင်ပြချက်လေးမှာတော့ Enterprise AI ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးလူများနဲ့မတူပဲခက်ရဲရဲတွေးထားတဲ့ Fractal ရဲ့ကြီးမားတဲ့ယဉ်နှိမ့်မှုအကြောင်းကိုလေ့လာသွားကြပါမယ် AI ကြောင့်လုပ်ငန်းတွေရဲ့အနာဂတ်ဘယ်လိုထစ်လာမလဲဆိုတဲ့ဆွေးနွေးမှုတွေထဲမှာဒီအချက်အလက်တွေကတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အမြင်တူကိုပေးဆောင်နိုင်မှာသိကြပါတယ်ကဲစလိုက်ကြရအောင်အခုဆိုရင်အိန္ဒိယ ID ကဏ္ဍကြီးတစ်ခုလုံးကကုန်ကြစည်လျော်ကြရည်နဲ့တတိထားလှုပ်ဆောင်ရမယ့်အနေအထားမျိုးကိုအဓိကထားပြောနေကြပါတယ်ဒါမဲ့ Fractal ကတော့လုံးဝကွာထနေပါတယ်ကဘာကြီးအနေနဲ့လက်ရှိထက်အဆက်ပေါင်း1000ပုံများတဲ့ software တွေလိုအပ်နေလို့သူတို့ကရေးရဲဝုန်းဝုန်းကြီးဆိုထားတာပါစဉ်းစားကြည့်ပါ AI ကြောင့် software ရေးဆွဲရတဲ့အားထုတ်မှု90%လို့ရောကြတော့မယ်ဆိုရင်တောင်မှ software စီးပွားရေးစနစ်ကြီးကအဆက်တရအထိကျပြန့်လာဖို့အခွင့်အလမ်းများရှိနေတယ်လို့သူတို့ကအခိုင်အမာယုံကြည်ထားပါတယ်ဟုတ်ပြီဒီတော့ပထမဆုံးအပိုင်းဖြစ်တဲ့တရားစောတော့ AI အခွင့်အလမ်းအကြောင်းကိုတူတူဝင်အောင်လေ့လာကြည့်လိုက်ကြရအောင်ဒီချက်က theory တက်မဟုတ်ဘူးဆိုတာကိုတေချာလေးပြောပြချင်ပါတယ် AI ကြောင့်လုပ်ငန်းတွေထိခိုက်နိုင်တယ်ဆိုပြီးစိုးရိမ်နေကြတဲ့ကြားနီ Fractal ရဲ့ brand ရဲ့ခြေနေကဘလောက်တောင်တဟုန်တိုးတက်လာတယ်ဆိုတာမြင်ရပါတယ်2026 brand ရဲ့နေ့အတွက်ဆိုရင်ဝင်ငွေက rupee 3163ခုအထိတက်လာပြီး19%တိုးတက်လာခဲ့တယ်3လပတ်ဝင်ငွေက rupee 886ခုရှိခဲ့တယ်လို့16.3လပတ်အမြင့်ငွေကလည်း rupee 116ခုအထိဆိုတော့နှစ်စကြောတောင်တိုးလာတာကိုတွေ့ရတယ်တကယ့်ကို India Enterprise AI ကဏ္ဍမှာအားကောင်းဆုံးတိုးတက်မှုမှတ်တမ်းတစ်ခုလို့ပြောလို့ရတယ်ဒါဆိုရင်သူတို့ဘယ်လိုလုပ်ပြီးဒီလောက်အောင်မြင်နေတာလဲအပိုင်းနှစ်ထရီတဲ့စီးပွားရေးပုံစံပြောင်းလဲခြင်းဆိုတဲ့အပိုင်းကိုဆက်သွားကြည့်အောင်ဒီလိုတဟုန်တိုးတက်လာမှုကိုရာယူဖို့အတွက် Fractal ကသူတို့ရဲ့အထူးစီးပွားရေးပုံစံကိုအခြေခံကြပြောင်းလဲပေးခဲ့ပါတယ်အရင်ကလိုလူတွေရဲ့လှုပ်အားခြင်းကိုရောင်းချတဲ့ဓမ္မယုတ်ချပုံစံကနေရလအပေါ်မူတည်တဲ့ဈေးနှုန်းတက်မှတ်မှုပုံစံအဲဒီကနေမှတက်ဆင့်အမြတ်အစွန်းများတဲ့ license ရ AI software တွေစီကိုအဆင့်ဆင့်ကူးပြောင်းသွားတာပါရိုးချင်းတဲ့ဝန်ဆောင်မှုပေးတဲ့ company အဖြစ်ကနေအဆင့်မြင့် AI platform company တစ်ခုအဖြစ်ကိုလုံးဝကိုခြေလှမ်းပြောင်းလဲလိုက်တာဖြစ်ပါတယ်ဒီနေ့အမှာတကယ်စိတ်ဝင်စားစရာကောင်းတာကတော့အမြတ်စွန်း trust စာအကြီးကျယ်ခွန်တက်သွားတဲ့ချက်ပါပဲရလပေါ်မူတည်တဲ့ဇီနုံပုံစံကနေ9မှတ်ကနေ9မှတ်အထိတက်လာပြီး license ရ AI software ပိုင်းမှာဆိုရင်25မှတ်ကနေ30အထိတက်လာတာပါဒီလိုအမြတ်စွန်းကြီးမားမားတက်လာတာဟာတို့ရဲ့ platform ပြောင်းလဲခြင်းမဟာဗျူဟာကြီးတစ်ခုလုံးရဲ့အဓိကမောင်းတဲ့အဖြစ်နေလာကိုထင်ထင်ရှားရှားတွေ့ရမှာပါလက်ရှိမှာ license ဝင်ငွေကစုစုပေါင်းဝင်ငွေရဲ့အ3%လောက်ပဲရှိသေးတာမှန်ပါတယ်ဒါပေမဲ့2030ခုနှစ်မှာ20%အထိအကြီးကျယ်တိုးတက်လာဖို့ Fractal ကရည်မှန်းထားပါတယ်ဒီလိုပြင်းထန်တဲ့ဗန်နယ်ဖြစ်မှာကိုကြည်ကျင်အားဖြင့်သူတို့ရဲ့ရည်မှန်းချက်ဘယ်လောက်ကြီးမားသလဲဆိုတာကိုကောင်းကောင်းမီးမောင်းထူတန်းနေပါတယ်ကဲလက်တွေ့မှာရောဒါကဘလို့အလုပ်လုပ်တယ်လဲစကြည့်ကြအောင်အခုအပိုင်း3ဖြစ်တဲ့လက်တွေ့ကဘာမှာ AI တက်ရောက်မှုတွေကိုဆက်လက်လေ့လာကြည့်ကြပါမယ်ဒီစီးပွားရေးပုံစံအမှန်တကယ်အဲ့လိုကြောက်တက်တည်ပြနေတဲ့လက်တွေ့အထုံးချမှုတွေကိုဆွေးနွေးကြည့်ပါမယ်အထူးသဖြင့်သူတို့ရဲ့ကိုယ်ပိုင်အဆုံးဖြတ်ပေးနိုင်တဲ့ agentic AI platform တွေတဲ့ကိုဂျက်တစ်ကနေဘယ်လိုရလက်တွေထွက်ပေါ်နေလဲဆိုတာအာရုံစိုက်ကြည့်ကြပါမယ်ဥပမာတစ်ခုပြောရင်နာနာကီနီးပညာ company ကြီးခွန်ခုရတစ်ခုဖြစ်တဲ့ Magnificent 7 company တစ်ခုဟာ lesson website အထုံးပြုလို့တိုင်းရအကြီးကိုကင်တွေဖြစ်ရှင်းရတဲ့သူတို့ရဲ့အရေးကြီးတဲ့ CMO ရုံးကိုအသွင်ပြောင်းဖို့ platform ပေါင်းများစွာကို3လတတိအကဲဖြတ်ခဲ့ပါတယ်နောက်ဆုံးမှာတော့ရိုးရ outsourcing နီးလန်းနေအစ Fractal ရဲ့ကိုဂျက်တွေကိုရွေးချယ်ခဲ့တာဟာသူတို့အတွက်အလွန်ထင်ရှားတဲ့အောင်မြင်မှုတစ်ခုဖြစ်လာပါတယ်အန်တိုဆရာကောင်းဆုံးကတော့ကျမရေးဆောင်ရှောက်မှုကန့်တာထိုင်နေပါတယ်။ကျမရေးနဲ့တက်ရှိတုပ်ပံဝင်ငွေဟာတစ်နှစ်ထက်တစ်နှစ်66%အထိကြီးမားတဲ့တိုးတက်မှုနှုန်းကိုရရှိခဲ့ပါတယ်။ဒါဟာအမေရိကန်ရဲ့ထိပ်တန်းစေဝါထုတ်လုပ်ရေးကုမ္ပဏီကြီး9ခုထက်ကတစ်ခုရဲ့စီးပွားရေးစေဝါစစ်ဝါချဖွေးနဲ့ကွင်းစစ်လုပ်ငန်းတွေအတွက်အထူးတီးတန့် AI အကူအညီပေးစနစ်တွေတည်ဆောက်ဖို့ရွေးချယ်ခံရခြင်းစီကိုဥတီသွားစေခဲ့တာပါ။ဒီနေရာမှာအရေးကြီးဆုံးနဲ့အမခန့်အဖြစ်ဆုံးအချက်ကိုပြောပြပါမယ်။ဒီစေဝါစစ်ဝဲချဖွေးရတဲ့ထုတ်လုပ်ထားတဲ့ AI အကူအညီပေးစနစ်တွေဟာကျမရေးဆောင်ရှောက်မှုပေးသူတွေစီတုံ့ပြန်ရတဲ့အချိန်ကို4ရက်ကနေ10မိနစ်အောက်အထိတိတာ short ချပေးနိုင်ခဲ့တဲ့ဆိုတာပါပဲစဉ်းစားကြည့်ပါတော့4ရက်လောက်အချိန်ယူရမယ့်အလုပ်တစ်ခုကိုစက္ကန့်ပိုင်းအတွင်းပြီးစီအောင်လှုပ်ဆောင်နိုင်တာဟာတကယ့်ကိုမယုံနိုင်စရာကောင်းလောက်အောင်မြန်ဆန်ထိရောက်သွားတာပဲဖြစ်ပါတယ်ဒါဒီအားလုံးရဲ့နောက်ွယ်ကယိုဝဲချက်ကိုနောက်ဆုံးအပိုင်းဖြစ်တဲ့အပိုင်း၄အထွင်ကူးပြောင်းရေးအလွှာမှာဆက်လက်လေ့လာကြည့်ကြပါမယ်အခုလိုကြီးမားတဲ့ဖောက်တယ်ရဲ့အောင်မြင်မှုတွေဟာ Fractal ကသူတို့ရဲ့ကိုယ်ပိုင် AI နည်းပညာရန်ချတဲ့အဖို့ကြီးမားမားယင်းနှိမ့်မြုပ်နှံမှုတွေလုပ်ခဲ့ရတဲ့တိုက်ရိုက်ဆက်ဆက်နေပါတယ်ဒီနေရာမှာတော်တော်လေးရှားပါတဲ့ဘန်ရရဲ့အခြေအနေတစ်ခုကိုတွေ့ရပါတယ်သူဒေသနာနဲ့ဖွံ့ဖြိုးတိုးတက်ရေးသုံးစွဲမှုကို48%အထိပြင်းပြင်းထန်ထန်တိုးမြင့်ခဲ့ပါတယ်တာမန်ဆိုရင်ဒီလိုသုံးစိတ်များလာရဲ့အမျက်ကျသွားတတ်ပါတယ်ဒါပေမဲ့သူတို့စီမှာစုစုပေါင်းအမျက်ဆုံးက48%အထိကျပြန်လာပြီးအထွေထွေအချိုးအမြတ်ဖူးထုံးမှုကလည်းဆက်လက်တိုးတက်နေတာကိုတွေ့ရပါတယ်ဒါတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါတယ်ပြီးတော့ဒါကဘာကိုကောင်းကောင်းသိဖို့ဖော်နေတယ်လဲဆိုတော့ OpenAI ရဲ့ခက်ခဲတဲ့စံတက်မှတ်ချက်တွေမှာသူတို့ရဲ့ကိုယ်ပိုင် model တွေဘယ်လောက်စွမ်းဆောင်ရည်မြင့်မားတယ်လဲဆိုတာပါပဲ
အမှတ်50ကိုကျော်လွန်နေတဲ့ပထမဆုံး GPT 2.0 model MLA bench မှာထိပ်တန်းကရပ်တည်နေတဲ့ PI Evolve နဲ့3နှစ်ဆက်တိုက်89ရာခိုင်နှုန်းတိုးတက်ခဲ့တဲ့ Expert AI တို့ဟာစက်မှုလုပ်ငန်းဆိုင်ရာစံသတ်မှတ်ချက်တွေကိုလွှမ်းမိုးထားကနှစ်ပေါင်းများစွာတိုးတက်မှုကိုဘယ်လိုမောင်းနေတယ်လဲဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေပါတယ်သူတို့ဝင်ငွေကြီးညာတဲ့အစည်းအဝေးကနေထွက်ပေါ်လာတဲ့တကယ်ကိုအားကောင်းလာတဲ့ theory အဆိုပြုချက်တစ်ခုရှိပါတယ်အဲဒါကတော့ကေမွန်ကြီးဟာတင်းငယ်မသွားဘူးအတိုင်းအတာပေါင်းများစွာကြီးထွားလာတယ်ဆိုတဲ့စကားပါပဲ AI က software စီးပွားရေးစနစ်ကြီးကိုဖြစ်စီးပြလိမ့်မယ်ဆိုတဲ့တခြား ID ခေါင်းဆောင်တွေရဲ့ကြောင်းရွံ့မှုတွေကိုဒီစကားစုကပြင်းပြင်းထန်ထန်ချိဖျက်လိုက်ပါပဲမထားဖို့ကောလာကဒါဟာဒီနေ့အတွက်အိန္ဒိယကနေထွက်ပေါ်လာတဲ့အရေးပါဆုံး AI ဆိုင်ရာယူဆချက်တစ်ခုဖြစ်လာနိုင်ပါတယ်ဒီတော့အသွင်ကူးပြောင်းရွက်လွှာသူ့ဘော transformation လဲဆိုတာဘာလဲရိုးရိုးလေးပြောရရင်ကနုထီတန် AI model တွေနဲ့လက်တွေ့ကဘာကလုပ်ငန်းလည်ပတ်မှုတွေကြောင်းမှာတိုက်ရိုက်တည်ရှိနေတဲ့အရေးပါတဲ့ဂျားကန်စနစ်တစ်ခုဖြစ်ပါတယ်Fractal ဟာကျေပြန့်လာတဲ့ AI စီးပွားရေးစနစ်ရဲ့အကျိုးအမြတ်တွေကိုရယူဖို့အတွက်သူတို့ကိုယ်သူတို့ဒီလိုမရှိမဖြစ်လိုအပ်တဲ့အသွင်ကူးပြောင်းရေးအလွှာတစ်ခုအဖြစ်ရည်ရွယ်ချက်ရှိနေရယူနေတာဖြစ်ပါတယ်။ညံကောင်းတဲ့ view ဟာတစ်ခုပါပဲ။ကဲဒီရှင်းလင်းတင်ပြချက်ကိုမဆုံးသတ်ခင်မှာအားလုံးတော့စဉ်းစားစရာမိကွန်းတစ်ခုထန်ထားခဲ့ခြင်းပါတယ်။အကယ်၍ AI ဟာ software ပဲလို့အားကိုမလော်ချပဲအစံ data အထိပေါ်ကွဲထော်လာအောင်လုပ်ပေးမယ်ဆိုရင်ခေတ်သစ်စီးပွားရေးလုပ်ငန်းကြီးတွေဟာဒီလိုကြီးထွားမှုကိုရယူဖို့ပြင်ဆင်ထားပြီလား။ဒါမှမဟုတ်အတိတ်ကအရာတွေကိုပဲကာခွင့်နေကြအောင်မလား။ဒီကြီးမားလာတဲ့အဖြောင်းလဲကြီးကိုစီးပွားရေးလုပ်ငန်းတွေဘလို့လိုက်လျောညီတဲ့ဖြောင်းလုံးရမယ်လဲဆိုတာကတကယ့်ကိုစိတ်ဝင်စားစရာပါအားလုံးပဲဒီနေ့တင်ပြချက်ကနေအဖိုးတန်ဘူသူရတွေနဲ့အမြင်သစ်တွေရရှိလိမ့်မယ်လို့ယုံကြည်ပါတယ်အဆုံးထိအထူးထူလေ့လာပေးခဲ့တဲ့ချစ်တို့တင်ပါတယ်